Mini ne punja. A punja. Ebe tane bila. Hello. Hello Mingalaba. Mingalaba dini livelinessဆိုတာကဘာအကြောင်းရှိလို့လဲဆိုတော့ဘာအကြောင်းမှမရှိပါဘူးတချို့က liveliness ဆိုတာဖြည့်ရှင်းတာတို့မဖြည့်ရှင်းတာတို့အကြောင်းတရားတွေပေါ့ဗျာကျွန်တော်တို့ကတော့ဖြည့်ရှင်းတာဆရာအကြောင်းလည်းမရှိဘူးတက်တက်ရေးမင်္ဂလာပါဝေမောတဲ့နော်ဖြည့်ရှင်းရလဲအကြောင်းမရှိဘူးရှင်းပြစရာလဲအကြောင်းမရှိဘူးဒါပေမဲ့မေးတဲ့မေးခွန်းလေးတွေများရှိရင်မေးကျင်ကြလိမ့်မလားဆိုတာလေးတွေရှိလို့မေးတာလေးစကားလေးတွေပြောအောင်ကိုယ့်ရဲ့နံပါတ်1ကတော့ကျွန်တော်ရဲ့ပြိတ္တပေါ့ဗျာနံပါတ်2ကတော့မင်းသားလေးရဲ့ပြိတ္တပေါ့ဗျာဒီမင်းသားလေးတွေရဲ့ပြိတ္တကျွန်တော်ကဖုန်းလဲဆန်းရင်ပေါ့ဖုန်းဆန်းတော့ကွန်မန့်လေးတွေရေးကြည့်ပါလားကွန်မန့်မပေါ်ဘူးနော်ကွန်မန့်အဲ့မှာကွန်မန့်ပေါ်လားအေးဆရာမပေါ်သေးဘူးခဏလေးအော်ပေါ်ပြီအေးမင်္ဂလာပါရပြီအကွန်မန့်လေးတွေပေါ်ပြီအဲ့ဒါတဲ့ဒီဖုန်းလေးဟာသားလေးဆိုင်မှုဟာကျွန်တော်ကို live တွေလွှင့်ရင်တဲ့ဆရာဖုန်းကကွန်မန့်တွေမပေါ်ဘူးတဲ့ကွန်မန့်လေးမပေါ်တဲ့အတွက်ကြောင့်မလို့ဖုန်းနောက်ဆုံးပေါ်ဖုန်းကျွန်တော်လည်းနားမလဲပါဘူးနောက်ဆုံးပေါ်လို့တော့ပေါ်တယ်သူ့ထက်နောက်မှာပေါ်တာမရှိသေးဘူးတဲ့ဈေးကြီးဆုံးလို့ပဲပြောပါတယ်ဒါဆိုင်မှုရဲ့ဖုန်းလေးနဲ့သားလေးလွှင့်စေခြင်းနဲ့ live လေးတွေဆရာ live လေးတွေလွှင့်တဲ့အခါမှာတဲ့ဟိုမဖြစ်ဘူးတဲ့ဖုန်းကကွန်မန့်တွေမပေါ်ဘူးဆိုတော့အခုဖွင့်ကြည့်တာပေါ်ပြီဒါသားလေးဝယ်ပြီးတဲ့ဖုန်းနဲ့ပထမဆုံး live လွှင့်တာပါနော်သားလေးဆိုင်မှုမင်္ဂလာပါဦးတက်တက်မင်္ဂလာပါဆရာရောမိုးမိုးလေးရောရပရိသတ်ပါကျေးဇူးတင်ပါတယ်တဲနုခိုင်မမီဖူးပွင့်ဝေမေးစရာမရှိဘူးဆရာတားလေးကိုဇက်ထောင်ပေးတာနဲ့တည်းကျေးဇူးတင်ပါတယ်နေ့အောင်လုံးရဲ့ဖာမရှင်နဲ့သစင်ယေရှုနိုင်ကျွန်တော်နာမည်လေးတွေရင်ခေါ်ပေးမယ်နော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒါအခုမေတ္တာနဲ့သွားကြရအောင်နော်ကျွန်တော်မေးစရာရှိတာလေးတွေအခုကျွန်တော်ဟိုမီဒီယာတွေကမေးတယ်လို့ပေါ့နော်ဝုန်းနဲ့မဖြစ်ပါဘူးကျွန်တော်အကြည့်ဟိုနည်းလေးပေါ့ဟိုအတတ်နိုင်ဆုံးလေးစိတ်လေး